ဆေးဝါးကိုကျွန်တော်တို့သုံးဆောင်ကြည့်တယ်ဆေးဝါးကကျွန်တော်တို့ကိုအဖြေမပေးတော့ကျွန်တော်တို့ကိုပျောက်မယ်မပျောက်ဘူးဆိုတာသူကအဖြေမပေးတော့ဘူးဒီဆေးတောက်တာကအသက်ဆန့်နာပဲရှိတယ်ပျောက်မယ်ဆိုတာမသေးကြဘူးအဲဆေးတဲ့ဒီယောဂတက်တာပဲတခြားယောဂကိုထိခိုက်နေတယ်နောက်တစ်ခုကဆေးအသက်ကိုကျွမ်းကျင်တဲ့ပညာရှင်ဆိုတဲ့ဆရာဝန်ကလည်းပျောက်မယ်ဆိုအာမမခံတော့ဘူးဆိုရင်လူမလုံနိုင်တဲ့အရာဖြစ်ပါမယ်အဲ့ချိန်ကျတော့အသက်နဲ့ရင်းနဲ့အနာလို့ခေါ်တာတာမန်ခေါင်းကိုက်လို့ကျွန်တော်ဆေးတောက်ပျောက်တာတာမန်ခေါင်းကိုက်လာတော့ဆိုရင်ဆေးတော့တောက်လိုက်ပျောက်လိုက်တာမန်ဖျားတော့ဆိုရင်ဆေးထိုးလိုက်ပျောက်ဒါပေမဲ့အသက်နဲ့ရင်းနဲ့အနာဆေးမရှိဘူးဆိုရင်သင်ဟာထိုဖယားတကြီးရဲ့ပြုတ်ပေးတဲ့ဒဏ်ချက်တော်ပြီးငါ့ကိုကြမ်းမှတယ်ဒီခရစ်တော်ရဲ့ဒဏ်ချက်တော်ငါ့ကိုအနာရောမမြင်တော့ယုံကြည်ပြီးတော့ခုနကထွတ်မြောက်လာတဲ့15ခန်းကြီး26မှာပါတဲ့အရာပါလဲဆိုရင်ဖယားတခင်ယေဟောဝါရာဖာကျမ်းမာစေတဲ့ဖယားဆိုတာယုံကြည်ဝန်ခံဆုတောင်းဖို့လိုတယ်။အဲ့ဒါဖယားရဲ့ကျမ်းမာခြင်းတကူကသိခန္ဓာပေါ်မှာတက်ရောက်လာဖြစ်တယ်။ကျွန်တော်ပြောမယ်နော်အခုခေတ်အနေနဲ့မပြောင်းနိုင်ဘူးလို့ထင်တဲ့ယောဂရဲ့အဖြစ်ကဖယားစီမှာရှိတယ်။ဘယ်လိုဗချိန်နဲ့ဖယားခင်ကလူတွေကိုဉာဏ်ပညာပေးတော့ဒီယောဂကိုပျောက်တဲ့စီကပေါ်လာတာကျွန်တော်ဘာကြောင့်တက်ပြီးပြောလို့ဆိုရင်အရင်နှစ်ပေါင်းအများကြီးမှာဆိုရင်ကြောက်ကတ်ကြောက်ကတ်တယ်ကြောက်ရုံးကမပြောက်သိတယ်ဒါပေမဲ့အခက်ရဲ့အလုံးအခက်နဲ့တွေ့တော့အနာဂတ်မှာဖျားကန်လူကိုညံပညာပေးတဲ့ခါမှာကြောက်ကိုပျောက်တဲ့ဆေးတွေ့တဲ့ခါမှာကြောက်ရုံးအားဖြင့်မမေ့ဘူးဒါပေမဲ့မြောက်များဆိုတော့လူတွေသိခဲ့ဒါပေမဲ့ပြောချင်တာဖယားတခင်စီမှာအဖြေရှိတယ်အနာဂတ်မှာဘုရားကဉာဏ်ပညာပေးတဲ့ခါမှာဒီယောဂရဲ့အစည်းတွေ့လာအဲ့လိုပဲကြောက်ယောဂဝင်းယောဂပလိယောဂအဲ့လိုပဲအဲ့ကိတော့ကတ်ယောဂဖြစ်ပေမဲ့အဲ့အနာဂတ်မှာဘုရားကပလိယောဂကိုပျောက်စေတယ်အဲ့ဟာနောက်တော့တီးပြီးအဲ့လိုပဲတီးကြည့်ကြတယ်ဒါပေမဲ့ဒါဆိုရင်အခုခေတ်မှာမပျောက်ဘူးလို့ထင်တဲ့ယောဂအနာဂတ်မှာဘုရားခင်ကလူသားတွေအပေါ်မှာဉာဏ်ပညာပေးလို့စေဝါကိုတီထွင်ပျောက်မယ်ဒီယောဂအနာဂတ်မှာပျောက်မဲ့ယောဂဖြစ်တဲ့အခါမှာကျွန်တော်တို့ကအနာဂတ်မှာရှိနေတဲ့မနေ့ယနေ့နောက်ကာလအသိကိုပြည့်စုံအောင်အနာဂတ်မှာရှိတဲ့ထာဝရဘုရားသခင်ကိုယုံကြည်ဖို့လိုတယ်ထိုသခင်ကကျမ်းမာစေဆိုရင်ကျမ်းမာစေဟေဇကိမင်းဟာသေနာဆွဲတာကိုရနတိဈေးမရှိဘာလို့သူကဘယင်အကောင်းဆုံးဆရာဝန်တမားတော်တွေအဖြစ်စေဝါမရှိတဲ့စေဝါမရှိနန်းတော်တွေမှာအကုန်ရှိတယ်ဒါပေမဲ့အဲယောဂကိုပျောက်တဲ့ဆေးဖော်မူလာမသိဘူးမကြုံဘူးတဲ့ယောဂဒါပေမဲ့သူဘုရားကိုအားကိုးဆုတောင်းတဲ့အခါမှာတေတော့မှာဒါပေမဲ့ပြန်လှည့်ပြီးတော့ဟေရှားပဲပြောဘုရားကသူ့ကိုအသက်ဆက်ခွင့်ပေးတဲ့အခါမှာတေမောဖမ်းပေးလာပါလမ်းပြီးမိဖို့ပြီးတော့ကျွေးလိုက်လာတာတဲ့ပြောအရန်တဲ့စေဝါအရန်လွယ်ဒါပေမဲ့လူရပါလေအလင်းပိတ်အခုတင်မပြောက်တဲ့ယောဂအနာဂတ်မှာဖျားခံဉာဏ်အလင်းပိတ်ရင်တွေးလာမှာမှန်တယ်ဒါပေမဲ့အခုတည်းရဲ့တင်ယုံကြည်အနာဂတ်ကဖျားခံတင့်ကိုပြောင်းလဲစေမှာပျောက်ပေးစေမှာမနေ့ကရှိတဲ့ဒီနေ့ရှိတဲ့အနာဂတ်မှာလည်းရှိမယ်ဖျားခံတင့်ကိုကျမ်းပါစေမှာဖြစ်တယ်အနာငြိမ်းစေမှာဖြစ်တယ်ဒါမို့ကျွန်တော်ဒါကိုရနေခြင်းနဲ့အသက်နဲ့ရင်းပြီးတော့ခံစားရတဲ့အနာယောဂအတွက်အသက်နဲ့ရင်းပြီးတော့ယုံကြည်တတ်ဖို့လိုတယ်ခုနမိန်းကလေးတွေးထွန်းတာတော့အသက်နဲ့ရင်းပြီးတော့သူ့ရဲ့နှုတ်ကပတ်တော်ဂတိတော်ကိုယုံကြည်ဆွဲတိုင်းတော့ဆုတောင်းတတ်ဖို့လိုတယ်သခင်ရဲ့ကျမ်းမာခြင်းအသင်ပေါ်တက်ရောက်မှာဖြစ်တယ်ယေရှုရဲ့ကျမ်းမာခြင်းအသင်ကိုတက်ရောက်မှာဖြစ်ပါတယ်အရောက်စီတဲ့ဘုရားသခင်ကောင်းချီးပေးပါစေDon't my soul I thought it not so needed the time